အတင်းတော်မှာနော်အေးဒါကြောင့်လောဘကြီးတဲ့လူတွေရှိတယ်နော်လူတို့မြတ်မနာလို့တဲ့လူတွေဝန်တိုတဲ့လူတွေဟုတ်တယ်မလားစိတ်ထားအဲ့ဒါလို့ကောက်ကြည့်တဲ့လူတွေကဘာဖြစ်တယ်လဲပြဿနာဖြစ်လာတော့ဘသူကရိုက်မှာလဲဘုရားသခင်ရိုက်မှာပေါ့နော်ပချင်းရกันพวกหลายกันมาดิจนทีกะอูนาวปากะเตกะอูนาวนูกะเตนะกินมาดิข้าหากาวนักเลยเสียงไงนักเลยมารู้หนักรู้หนักกันมีกันเฮ้เด็กกันพวกเด็กพุ่นแต่ตีขันนักกันพวกดูมาสโลมาเนี่ยพุ่งชิมนักกันพวกดูมาสโลมินดามิวเนี่ยจุกยอมาเลยนี่เช่นเต้นออกมาว่าก็ตุรุตินุกะแต่ยอบอกตินุกมันหกเดจนอกตั้งแต่ชินแต่ยอบอตินดาชีตูก็หาตาเล็บยอตัดแต่ปีเราพิจทุนยันเล็ดตากองน้ำเฮริโรมาพิจบุญเอาที่มาไลฟ์สดลูกใช่หรอว่ามาตอนนี้ว่าพิจวิตัยมาเอ็ดพาสต้าเนี่ยคุณน่ะพิจเลยจนตั้งแต่ชินกับมาเตบุสุรามิวบอกลูมุยยาดีบาริญาดีมาบอกเนาะนี่ข้าจะรอพาสต้าเราตัวบลิงกูไปนะกูบลิงบอกกันเนี่ยจันสาริจันเชติกูชาไปแล้วเอ็ดกองกูอายาบายาแต่ยาโหดังชาโหลัวเราตั้งแต่ชิงกันเลยตัวขันเลยขันไปแล้วเพี้ยนเนี่ยมาเป็นลุมเลยสิลุงอ่ะทุกคนสุดท้องใจมอพูดจำท่านจำวังวันจำเดี๋ยวชวนวันเชอร์แมนเนี่ยวันพวกนี้อันวันจำที่เขาจนขับปากค่ะมีข้าจำเดียวได้เถอะนะโอ้มีเมียนอดีตจังไรที่ขนาดนี้ถกมันถกก็จะดูเมียคงขันนี้มาตัวสามีสุโรอายาบายาตันเจเจเนี่ยสุดท้องเราละสุดท้องเอริสุดท้องชินเนี่ยเอริบลินปันชินภาษาโคชาบีสุดท้องชินเนี่ยก็ตัวกูใช่หัวภาษาพูดพิปอแต่ยาโหดาเนี่ยใช่ละโหกะตินดากะสุดท้องชินเนี่ยใช่เต้นออกมาใช่จ้ะดังนั้นเที่ยวกับเปียวเลยเฮ้ยบางทีลูกคำยาดูเนี่ยสุดท้องได้ชิงมันต้องไปติ้งเนี่ยไปแล้วปีขันนี้มันนอกสู้ว่าแบบเอ๊ะเราเนี่ยต้องได้เลยลูกเปียวเรามาเปียวเนี่ยง่าคนยีกับเอ๊ะตะคู่กันสิที่กองกูง่าเปลี่ยนไปแล้วทุกเปลี่ยนในนักเอ๊ะไปสิโดเอ๊ะจะง่าตรงนั้นเดี๋ยวข้าบันตุกข้าทะเลาะครีฟ้าบัวจนอุ้มเราโง่พงจองเชลกันนี่ร้ายเลยออกมั้งกันลงฟ้าหนักเลยกันทินนหนักค่ะไบเบิลจะจังหักโคลวโกลีอุณาวัวหนักกันมั่งนี่ขัดที่อนงตุกนี่สิบัดเช่นนี้กันวัวลายเนาะลูกก็ใช่กันแต่พยาใช่กันกับปูนาเลยจบเสียเลยก่อนยาดินลงแต่จบไปแล้วที่อภินามิวเอดินอุ้ยแต่มาชีเลยสุดานี่กูยิงบารีเนาะสุดาปาตียามเลยสาบวยกองเลยอาทิตย์เป็นตียามเลยมันมาละเอ๊ะถ้าลองกันใต้ดินสิค่ะสู้ลองเอาไปกันอุณาวเนี่ยเอ๊ะขอเวลาอันเอ๊ะเวลาจูกันนี่ร้ายเลยงอกจูว่าเป็นเท็ดตีขันไม่สู้เลยกูอัตัวขอรีเลยอาจารย์จิตมันทุ่งเลยเนาะกูเย่มีนกูเย่ขันอยู่เช็คก็พินทันเลยมันลุ่งเนี่ยตัวเมียตัวสาจะมาผิดบูมีเอข้อมีเทใจค่ะทนพลองเธอที่ค่ะกันหูสิมาโอเคน้ำมันตรงค่ะรีเบคก้าหาเนี่ยเนาะรีเบคก้าดีအသေးတော်ပုံဆောင်ချက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာကျွန်တော်မနေ့ပြောပြီးအာဗျဟံမှာတားတယောက်ချီတယ်ဤဆက်ဖြစ်တယ်
အသက်ကြီးလာတဲ့ခါကျတော့သူတာအီးဆက်တဲ့အတွက်မိန်းမယူပေးရမယ်အဲ့ဒီခါကျတော့သူ့သားရဲ့မိန်းမအတွေ့အဲ့ဒီခါနန်ပီကအပြိုလေးတွေကိုဒီအာဗျဟန်ကသူ့သားအီးဆက်တဲ့အတွက်မလို့ချင်ဘူးမလို့ချင်တဲ့ခါကျတော့သူ့ရဲ့နေရစာတိဖြစ်တဲ့မက်ဆိုပိုတေးမီးယားပြည်ကကောင်းမလေးပဲလို့ချင်တယ်မောအဲ့ဒီခါကျတော့ဒီတူတာတဲ့မင်းမရှာဖို့ကိုသူ့ကျွန်းအကြီးကိုစီလွတ်တယ်ဒါပြောမစွန်းတော့တအားရှိလို့နော်ဆိုတော့အလွယ်လေးနဲ့တော့ကောက်လေးနဲ့ပဲအဲ့ဒါလွတ်လိုက်တယ်စီလွတ်လိုက်တယ်စီလွတ်လိုက်တဲ့ခါကျတော့သူ့သားသူ့ကျွန်းအကြီးကမက်ဆိုပိုတေးမီးယားကိုတွားတယ်နော်တွားပြီးမှအဲ့ဒီမှာသူတွားတွေ့တာကရေဘက်ကာဖြစ်တယ်နော်အဲ့ဒီရေဘက်ကာကိုသူကတွားတောင်းပြီးမှတကယ်လေးရတဲ့အတွက်ကြောင့်ဒါခေါ်လာတယ်ပြန်ခေါ်လာတော့ဣဆက်ကသူ့ရဲ့အင်္ဂါကနေထွက်လာပြီးမှဟိုရေဘက်ကာကမက်ဆိုပိုတေးမီးယားရမ်ကနေထွက်လာပြီးမှလန်ခီဖြစ်တဲ့ဘယ်လာဟိုင်ရိုးဆိုတဲ့လွန်ပြမှာတွေ့ကြတယ်ကဲအဲ့ဒါလေးကအာဗျဟန်ဒီခမဲတော်ဖရာပုံဆောင်ချက်ဖြစ်တယ်တို့မှာဒါတယောက်ရှိတယ်ဣဇက်တာယေရှုခရစ်ရဲ့ပုံဆောင်ချက်ဖြစ်တယ်ဖရာသားတော်ပေါ့နော်ပုံဆောင်ချက်ဖြစ်တယ်ပြီးတော့အာဗျမှာရှိတဲ့ဂျွန်အကြီးဆုံးကတရှင်တော်ဝိညာဉ်တော်ရဲ့ပုံဆောင်ချက်ဖြစ်တယ်ချမ်ထရာမုဆတ်နာကရှိဂျွန်မဲခိကိုင်ခါနန်ချိုဝန်ချုံရမရှိကန်ချိမဂျွန်ဝန်ချုံမီမောကောင်းကင်တမန်ဒီကောင်းကင်နိုင်ငံမှာရှိတယ်အဲ့ဒါဒီဖယားသားတော်တို့မိမတို့မလို့ချင်ဒါပေမဲ့သူကမြေကြီးမက်ဆိုပိုတေးမီးယားဆိုတဲ့မြေကြီးကနော်ကမ္ဘာမြေကြီးကနဲ့ပေါ်ထွက်လာတဲ့အသင်းတော်ဆိုတဲ့ရီဘက်ကာကိုပဲလူချင်းအဲ့ဒီရီဘက်ကာရဖို့အတွက်ဂျွန်ကြီးကိုဆေလွတ်တယ်လို့ပဲဒီအသင်းတော်ရရှိဖို့အတွက်ခမဲတော်ဘုရားသခင်ကသူ့နဲ့ယေရှုကတရှိတော်ဝိညာဉ်တော်ကိုသူတို့ဆေလွတ်တယ်တရှိတော်ဝိညာဉ်တော်ကနေပြီးမှဒီကနေ့ခရစ်တော်ရဲ့ခန္ဓာကိုယ်ဆိုတဲ့အသင်းတော်ကိုတည်ဆောက်တာဖြစ်တယ်ဟာလေလုယာအဲ့လိုတည်ဆောက်ပြီးမှခရစ်ဖာမူခါအဆယ်ချမ်ခရာဇွန်ပြတ်နယ်လေလမ်းဖွင့်နာကင်ခရစ်တပ်ပုံခရစ်ဖာဘူဟိဆရရှိခါဆရမီခါအတူအရင်အကလပီလျောစီဒီအသင်းတော်ဒီကနေ့တရှိတော်ဝိညာဉ်တော်ကနော်ခေါ်ဆောင်နေတဲ့အချိန်ကာလဖြစ်တယ်ဒီအခုကျွန်တော်တို့ရဲ့အချိန်ကာလနောက်ဆုံးတော့ဒါဒီပြီးဆုံးတဲ့ခါကျတော့ဒီအသင်းတော်ကိုချီဆောင်မယ်ဘယ်မှာလဲမိုးတိတ်ပေါ်မှာယေရှုခရစ်လည်းကောင်းကင်ကနေဆင်းလာမယ်မိုးတိတ်ပေါ်မှာရှိမယ်အဲ့ဒါယေရှုခရစ်နဲ့အသင်းတော်ဟာမိုးတိတ်ပေါ်မှာတွေ့မယ်ဆိုပြီးတော့တက်တလောနီဩဝါဒစာထဲမှာကျွန်တော်တို့တွေ့ရတယ်။မောင်သက်ဆလောန်ဝတ်ချောကန်ဟိုမီစီဒီခါဘစီဆလောအပလီနာတေတော်ဘွမ်သမ်မောင်ဟာသမ်ဘွမ်သမ်တေတော်တဘနီကလနော်တဘနီကလဆိုရဲတေတော်ကတေတော်ဟာဖယားတခင်ကသူ့ရဲ့ကျွန်မောရှိကိုတီးတတ်ခေါ်ပြီးတော့တီလာတောင်ပေါ်စနိုက်လန်းဂျုံမှာရပောင်းလေးစေတင်ဒနာပဲအမှုစာကိုလုံးတဲတော့ဘယ်လိုပုံစံနဲ့ဆောက်မလဲဘာရီကိုအသုံးပြုမလဲနော်အဲ့ဒါတွေကိုလုံးမောရှိမှာဖွင့်ပြပေးတယ်ဆိုတော့အဲ့ဒီတဲတော်ကဒီကနေ့ကျွန်တော်တို့အတွက်ပပုံဆောင်ချက်အတင်းတော်ရဲ့ပုံရိပ်ဖြစ်တယ်ဒီကကျွန်ခံပွန်ခါမခန်ခီအလဲ
မောဘွန်သမလင်းအပြစ်ဌာနရှိတယ်ပြီးတော့တရှင်ရဌာနရှိတယ်ပြီးတော့အတချင်းဆုံးဌာနရှိတယ်ဒီတုံခန်းကိုဒီချာလုတ်ပေးတယ်ဆိုတော့ကျွန်တော်တို့တဲတော်ဟာနော်အင်မတန်မှခြေပြတ်တဲ့ဘာသာရပ်တစ်ခုဖြစ်တယ်